မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထူအိမ်တင်ခေါ်ကျွန်တော်ဦးငှက်ကြီးပြန်လည်တည်ဆိုခဲ့တဲ့မြန်မာသချင်းများအပိုင်း1ဆိုတဲ့ခေါင်းစဉ်နဲ့ဘယ်သချင်းတွေကိုပြန်လည်တည်ဆိုခဲ့တာလဲဆိုတာကိုကျွန်တော်လက်လန်းမိသလောက်တင်ဆက်ပေးသွားပါမယ်ဗျာနံပါတ်1ပထမအသေးကွဲဇလံဒီသချင်းရဲ့မူရင်းက1982မှာ Smokey Band ရဲ့ Living Next Door to Alice ဆိုပြီးတော့ကဘာကျော်ခဲ့တယ်ဗျာအဲ့နောက်တေးဆရာဝင်းမင်းထွေးကမြန်မာ copy အနေနဲ့ပြန်လည်ရေးသားခဲ့ပြီး Play Wine တန်းနိုင်ကမြန်မာပြည်မှာပထမဆုံးပြန်လည်တည်ဆိုခဲ့တယ်ဗျအဲ့နောက်ပိုင်း1999မှာထွက်တဲ့အိမ်မက်ကုံတဲ့ဆိုတဲ့ album ထဲမှာဦးငှက်ကြီးကပြန်လည်တည်ဆိုခဲ့တာပါနံပါတ်2အဒီပတိလန်ကားခြေရာများဒီသချင်းရဲ့မူရင်းက1980မှာ Buddy Higgins ရဲ့ Casablanca ဗျဒီသချင်းကိုလည်းဆရာဝင်းမင်းထွေးကပဲမြန်မာ copy အနေနဲ့ပြန်လည်ရေးသားခဲ့ပြီး Andy Mesu ရအရင်တည်ဆိုခဲ့တာနောက်ပိုင်းမှာဦးငှက်ကြီးကတည်ဆိုခဲ့တာဗျဟေမာနေဝင်းတို့မက်ကပြဝယ်မှုတို့လည်းပြန်လည်တည်ဆိုခဲ့ကြပါသေးတယ်နံပါတ်3ပဲ့ကိုင်ကျွန်တော်တို့လေးစားတဲ့ guitarist ကြီးလည်းဖြစ်တယ်ဗျာတေးရေးလည်းဖြစ်တဲ့ဆရာစောဝယ်မှုကိုယ်တိုင်ဖန်တီးရေးသားထားတဲ့သချင်းတစ်ပုဒ်ဖြစ်ပြီးတော့1980ခုနှစ်မှာထွက်ခဲ့တဲ့ဝေးလွင်ခြင်းဤနောက်ဆုံးခြေရာ album မှာဂျွန်တင်ဆန်းကတည်ဆိုခဲ့တာပါနောက်ပိုင်းဖိုးချိုကပြန်တည်ဆိုတာဗျအဲဒီနောက်စောဝယ်မှုအမှတ်တရဆိုပြီးတော့ဦးငှက်ကြီးကပြန်လည်တည်ဆိုခဲ့ပါတယ်ဗျနံပါတ်4ຫນွေဦးကန်ကော1966ကထွက်ခဲ့တဲ့ Frank Sinatra ရဲ့ Strangers in the Night ဆိုတဲ့သချင်းဗျဒီသချင်းကိုတေးရေးဆရာကိုလေးလွင်ကမြန်မာ copy အနေနဲ့ပြန်လည်ရေးသားခဲ့ပြီးတော့ຫນွေဦးကန်းကောကောင်းစဉ်နဲ့1982မှာအန်ဒီချိုပြုံးကတည်ဆိုခဲ့တယ်ဗျ2000ပြည့်နှစ်ရောက်တော့တက်တန်းကဗျာ album ထဲမှာဦးငှက်ကြီးကပြန်လည်တည်ဆိုခဲ့ပါတယ်နံပါတ်5စကလုံးတွေတိတ်မလို့တေးဆရာသူရချစ်မောင်ရေးခဲ့ပြီးတော့1992မှာထွက်ခဲ့တဲ့တေးဆိုဆန်ဆန်ရဲ့ရွှေတန်ရားဆိုတဲ့ album ထဲမှာပါခဲ့တာပါအဲ့နောက်1999မှာထွက်ခဲ့တဲ့ဝင်ရိုးစိုးမီ album ထဲမှာဦးငှက်ကြီးကပြန်လည်တည်ဆိုခဲ့ပါတယ်ဗျဒီသချင်းလေးရဲ့ဆက်စချင်းမှာကျွန်တော်အသေးလေးဆိုတဲ့နေရာကိုနားထောင်ကြည့်ပြီးဘသူဆိုတာကိုပိုသဘောကျတယ်ဆိုတာကိုလည်းပြောသွားပေးကြပါဦးဗျနံပါတ်6အိမ်မက်ထဲရယထာကြီးဦးငှက်ကြီးကိုယ်တိုင်ရေးပေမဲ့1992မှာထွက်ခဲ့တဲ့ချင်းနဲ့ည album မှာဦးအောင်ရင်ကပထမအဆုံးတည်ဆိုခဲ့တာပါဦးငှက်ကြီးက1995မှာပြန်လည်တည်ဆိုခဲ့ပါတယ်ဒါကတော့သူသချင်းကသူကိုယ်တိုင်ပြန်ဆိုတာဆိုတော့ပြောစရာတော့တိတ်မလို့ဘူးထင်တယ်ဗျနောက်အန်ဒီမီမီဝင်းဖေတို့ကိုအယ်ဗျူတို့လည်းဆိုကြပါသေးတယ်ဗျကျွန်တော်ကတော့ထူးအိမ်တင်နဲ့အယ်ဗျူတွဲဆိုထားတာကိုပို့ပြီးတော့သဘောကျတယ်ပို့ကြိုက်တယ်ဟောဗျာဘယ်သချင်းတွေကိုပို့ကြိုက်လဲဘယ်အဆိုတော်ရဲ့ version ကိုပို့ကြိုက်လဲဆိုတာကိုလည်းအောက်က comment လေးမှာဝင်ရောက်ပြီးတော့ပြောသွားပေးလို့ရပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ကိုပိုင်တန်စင်သချင်းများနဲ့ cover သချင်းများကိုတင်ဆက်ပေးနေကြဖြစ်တဲ့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးကြပါဦးခင်ဗျာ